Hello အားလုံးပဲမင်္ဂလာပါရှင်ကဲဒီနေ့မှာတော့ထိုင်းစတိုင်စက်တောင်ပန်ကျွတ်ကြော်လေးကြော်စားဖြစ်မှာပေါ့နော်ကြော်နီးလေးအနှဲငယ်လာပြီးတော့ကြော်ပြမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆောင်စက်တောင်ပန်လေးတွေကိုတန့်စင်အောင်ဆေးကြောပြီးတော့ဒီလိုမျိုးခရင်စုံလေးနဲ့သူ့အပေါက်လေးဖြစ်အောင်ဒီလိုမျိုးလောက်ပေးထားမှာပေါ့နော်ကဲအားလုံးပြီးဆိုရင်တော့ငရုတ်ကောင်းနဲ့နန်းနန်းပင်အမြင့်တွေပေါ့နော်ထောင်ပေးလိုက်ပါမယ်โอเคဒီလောက်နေသားဆိုရင်ဆယ်ပေးလိုက်ပါမယ်စက်တောင်ပန်ထဲမှာထည့်ပြီးတော့တကြားအနှဲငယ်ရယ်နောက်ပြီးရင်စားအနှဲငယ်ရယ်ပဲငံပြာကြီးအကြီးအနှဲငယ်ထည့်ပေးပြီးတော့သူ့ကိုတမအောင်အားလောင်းနယ်ပေးလိုက်မှာပေါ့နော်စက်တမောက်အနှဲငယ်နဲ့ခရစ်စီအနှဲငယ်လည်းထည့်ပေးလိုက်ပါမယ်โอเคဒီလိုမျိုးအနေထားဆိုရင်ခဏလောက်နှက်ထားပေးမှာပေါ့နော်โอเคဒါဆိုရင်တူနဲ့ကြော်ဖို့အတွက်အကြော်မောက်လေးလာပြီးတော့ဆက်မှာဖြစ်ပါတယ်ကြော်မောက်9ဆွန်လောက်ထည့်ပေးပြီးတော့ baking powder ကတော့အနည်းငယ်ထည့်ပေးလိုက်ပါမယ် baking soda အနည်းငယ်ပြီးရင်တော့ချက်သားမောက်အနည်းငယ်ထည့်ပြီးတော့အားလုံးကိုတမအောင်မှွေပေးလိုက်ပါမယ်ကဲရေလေးကတော့ကိုစစ်နှစ်ကြိုက်တဲ့လောက်ထည့်ပြီးတော့ကြက်ဥကိုတလောင်လောက်မှွေထည့်ပေးလိုက်ပါမှာပေါ့နော်ကဲဒီလောက်နေသားဆိုရင်ရပါပြီတောက်ဆိုရင်တော့ကြက်တုံပန်ကြော်ဖို့အတွက်ပြင်ဆင်ပေးလိုက်ပါပေါ့နော်စီလေးထည့်ပေးလိုက်ပါမယ်စီအနှဲငယ်ပူလာပြီးဆိုရင်တော့ခုနနှစ်ပေးထားတဲ့ကြက်တုံပန်ကိုအကြော်မှောက်နှစ်တွေနဲ့နှစ်ပြီးတော့ကြော်မှာပေါ့နော်ဒီလိုမျိုးတခါမှတိတ်မကြော်စားဘူးเนาะဒါပေမဲ့ဟိုတနေ့ကထိုင်းနေကြော်စားတာတွေ့လို့ကိုလည်းဒါပထမဆုံးတစ်ခေါက်ပေါ့เนาะလောက်ဆန်းကြည့်တာပေါ့ဘယ်လိုလာမလဲဆိုโอเคဒီလောက်နေထားဆိုရင်တော့ဟိုဘက်ဒီဘက်လှည့်ပေးမှာပေါ့เนาะကြက်တောင်ပန်လေးတွေအားလုံးအကျက်ညီသွားအောင်သူမရက်မနာလေးပေါ့เนาะဟိုဘက်ဒီဘက်ဖြတ်ပြီးတော့โอเคဒီလိုမျိုးအယောင်လေးအနှဲငယ်နီးရဲတန်းလာပြီးဆိုရင်စကားလေးနဲ့ဆယ်ပြီးတော့စီစစ်ပေးထားလိုက်ပါမယ်ပေါ့နော်ကဲအယောင်လေးလက်လှအနက်လက်မှွေးကြိုင်နေတာပေါ့နော်တောက်ဆိုရင်တော့လေကူရိုးရှင်းတဲ့ကြက်တောင်ပန်ကျွတ်ကြော်လေးတပွဲရပါပြီရှင်သူ့ကို soft ခန်းချင်သည်ပဲဖြစ်ဖြစ်ငရုတ်သည်ပဲဖြစ်ဖြစ်ပေါ့နော်အားလုံးစားတောင်းလို့ရပါတယ်ရှင် bye